ဆိုင်ရင်မိုးကြောင့်ဆိုင်တကားပေးခဲ့ရတဲ့အထိဖြစ်ခဲ့ရတဲ့နိုင်လင်းရွှေဆိုင်ခရရိုက်သွားတဲ့သတင်းတစ်ပုဒ်ကတော့မန္တလေးမြို့ကနိုင်လင်းရွှေဆိုင်ဖွင့်ဝင်မှာဖြစ်ပွားခဲ့တဲ့ဖြစ်ပျက်လေးပါဒီပွဲကိုတော့မြန်မာနိုင်ငံလုံးကပြည်သက်တွေအသက်ဆွဲချစ်ခဲ့ရတဲ့စိတ်မင်းသားလေးဆိုင်ရင်မိုးကကိုယ်တိုင်ကိုယ်ကြားတက်ရောက်ခဲ့ပြီးတော့ဂုဏ်ပြုပေးခဲ့ရတာလည်းဖြစ်ပါတယ်အပြုံးချိုချိုလေးတွေနဲ့အမှုပညာဝမ်းစာပြေဝလုံးနဲ့မင်းသားဆိုင်ရင်မိုးလာမယ်ဆိုတဲ့သတင်းကြောင့်မန္တလေးမြို့ကတွေသာမကပဲနေဝေးကပြည်သက်တွေကပါတခဲနဲ့လာရောက်အားပေးနေကြရလဲဖြစ်ပါတယ်တကယ်ကိုတိုးမပေါအောင်စီကားလုံးပါတယ်လူဦးရေကအစမတန်များပြားလုံးတဲ့အတွက်အားလုံးရဲ့လုံခြုံရေးနဲ့ဘေးကင်းရေးကိုအဓိကထားပြီးတော့နိုင်လွန်ရွှေဆိုင်ဘက်ကနေဆိုင်တကားကိုခိတ္တယာယီပိတ်ချရလိုက်တဲ့အထီကိုအခြေအနေတွေဖြစ်ပေါ်ခဲ့ရလဲဖြစ်ပါတယ်ဒီလိုဆိုင်တကားယာယီပိတ်လိုက်ရတဲ့လုပ်ရအပေါ်မှာတချို့သောသူတွေကရွှေဝိုင်းနိုင်တဲ့သူတွေကိုပဲဆိုင်နေပဲပြေးဝင်နေဆိုပြီးတော့အထင်မြင်တွေလွဲမှားမှုတွေရှိခဲ့ရလဲဖြစ်ပါတယ်တကယ်တမ်းမှာတော့အားလုံးလုံခြုံရေးအရာမဖြစ်မနေလှုပ်ဆောင်ရတဲ့အရေးပေါ်ဆုံးဖြတ်ချက်တစ်ခုသာဖြစ်ပါတယ်လူအုပ်ကြီးအရန်များလာချိန်မှာပြည်သက်တွေဖိမိပြီးတော့အထူးကညှဉ်းနှာမှုတွေမရှိစေဖို့ရာအတွက်ဆိုင်ဘက်ကနေပြီးတော့ဒီလိုဖြစ်ရှင်းရတာကအကောင်းဆုံးနဲ့အမှန်ကန်ဆုံးနည်းလမ်းတစ်ခုပါဒီဖြစ်ရလေးကိုကြည့်ရှုခြင်းအပြင်စိတ်မင်းသားကျော်အောင်စမှုရဲ့အချိန်အဝါနဲ့ပြည်သက်တွေရဲ့အချစ်ကဘလောက်တောင်ကြီးမားခိုင်မာတယ်လဲဆိုတာအထင်သာတွေ့မြင်ရမှာပဲဖြစ်ပါတယ်နိုင်လွန်ရွှေဆိုင်နဲ့လည်းဆိုင်ရင်မိုးရဲ့အားသာချက်တွေကြောင့်ရာဝတွေကသတိတတာတက်ခဲ့ရသလိုမြမစသမီလောကရဲ့အခိုင်အမာပြည်သက်တွေအင်အားကိုလည်းလက်တွေ့မြင်ခဲ့ရတဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်ပြည်သက်တွေရောဘလို့မြင်လဲဆိုတာမိမိတို့ရဲ့အမြင်လေးကိုခေါမမှရေးသွားပြီးခဲ့ကြပါအောင်ရှင်။ဒီမှာဖြောပြနေတဲ့ဆိုင်ရင်မိုးကိုအမျိုးသမီးပြည်သက်တို့ကအေးဘူးလာရောက်ဆူကြခဲ့ရလဲဖြစ်ပါတယ်။ထူးခြားတာကအဲ့ဒီအမျိုးသမီးဟာဆိုင်ရင်မိုးကိုအေးဘူးချက်ချင်းတောက်ပြဖို့အတင်းအာရမဖိအားပေးခဲ့တာပါ။ဆိုင်ရင်မိုးကနောက်မှတောက်မယ်လို့ရင်ကြည်ကြည်ညင်းနေခဲ့တဲ့ကြားကနေမရမတ်ကဆွတ်အတင်းတောက်ခိုင်းနေတာဖြစ်ပါတယ်။ကံကောင်းစင်တော့အချိန်ကိုရိုက်မိတဲ့လူရှင်တော်တွေကအာယုံလဲပေးလိုက်လို့သာအန်ရကနေလက်တကန်းအလိုတီတီလေးလွတ်မြောက်သွားခဲ့ရလဲဖြစ်ပါတယ်။ဆိုင်ရင်မိုးကမတောက်တဲ့အခါမှာအဲ့ဒီအမျိုးသမီးဟာအေးဘူးကိုအတင်းပြန်လွတ်ယူသွားခဲ့တာလည်းဖြစ်ပါတယ်။ဒီအဖြစ်ပြက်လေးကိုကြည့်ရင်တာမန်ပြည်သက်တယောက်ရဲ့အချစ်လွန်ကဲမှုတဲ့ဆိုင်ရင်မိုးရဲ့အောင်မြင်မှုကိုမနာလိုစိတ်ဖြစ်နေတဲ့ပြိုင်မဲ့မင်းသားတွေဒါမှမဟုတ်တချို့သောလူတွေကအချိုရည်တဲ့ကိုတခုခုထည့်ပြီးတော့ရည်ချက်ရှိအကောက်ကြံမှုစူးစမ်းခဲ့နေတာဖြစ်နိုင်တယ်လို့သုံးသပ်ရပါတယ်။အခုချိန်မှာစက်သမင်လောကရဲ့အပြိုင်ဆိုင်တွေအကြောင်းမှာဒီလိုမယိုးသားတဲ့လုပ်ရက်တွေရှိလာတာကတကယ်ကိုစိုးရင်ကြပါပဲ။ဆိုင်ရင်မိုးတို့အောင်စမှုလို့ဆိုတာကဒီနောက်ပိုင်းမှာအရန်ကိုနာမည်ကြီးလာပြီးတော့ပြိုတိုင်းကြိုက်တဲ့နီးစီခိုင်းတွေဖြစ်လာကြတာလည်းဖြစ်ပါတယ်။မိန်းကလေးပြည်သက်တွေကသူတို့ဆိုရင်အမိရကောင်းရိုက်တာအသေးအတန်ကိုလိုက်ဆွဲနေကြတဲ့အနေအထားကိုဖြစ်နေကြတာလည်းဖြစ်ပါတယ်။သူတို့ကိုပြည်သက်တွေကချစ်တယ်လို့ပဲသူတို့ကလည်းပြည်သက်တွေကိုအယမ်းတန်မိုးထားတာလည်းဖြစ်ပါတယ်။လူငယ်ရဲ့နေ့ကဆိုင်ရင်မိုးဟာဖန်ငန်းကောင်မလေးတယောက်နဲ့အမတ်တရဓာတ်ပုံအတူတူရိုက်ခဲ့ပါတယ်။အဲ့ဒီမှာကောင်မလေးကဓာတ်ပုံရိုက်နေတော့ရုတ်တရက်ဆိုသလိုဆိုင်ရင်မိုးရဲ့ပါကိုခွင့်မြတ်ချက်မတောင်းဘဲနဲ့နမ်းလိုက်တာလည်းဖြစ်ပါတယ်။ဒါအပြင်မှာကိုအိုင်တော်ကိုအရှင်လက်လက်ကြီးမြင်လိုက်ရတဲ့အခါမှာတူတူကိုဒါမျိုးလောက်ကြမှာအသေးကြပါပဲနော်။